အားလုံးပဲမင်္ဂလာပါဒီလာမယ့်25ရက်နေ့မှာအမတ်စီမှာကျင်းပပြုလုပ်တော်မယ်ထိုင်းမြန်မာလက်ဝဲစိန်ခေါ်ပွဲကိုကျွန်တော်ကထိုင်းနိုင်ငံသားလက်ဝဲကြော်မော်နဲ့ထိုးသက်တော်မယ်မြန်မာကိုစားပြုထုံးမင်းနိုင်ခေါ်ဆိုလာမယ်ဖြစ်ပါကျွန်တော်ကတော့ငယ်စဉ်ကလေးဘွားတွေကမြန်မာယူလက်ဝဲကိုထိုးခဲ့ပြီးတော့ထိုင်းနိုင်ငံကိုတော့ဝါချင်ပြရှင်းမှာကျွန်တော်9ပွဲထိုးအလဲထိုးနဲ့4ပွဲအနိုင်ရရှိရတော့တယ်အခုကျွန်တော်9နှစ်အကြာမှာမြန်မာယူကကြိုးဝိုင်းထဲကိုပြန်လာတာဖြစ်ပါကျွန်တော်အခြေတဲ့မြန်မာပရိသတ်ကြီးလည်းဒီယုံထဲကိုလာရောက်အားပေးကြပါဦးလို့ကျွန်တော်ဖိတ်ခေါ်ပါအခုကျွန်တော်နဲ့ထုံမဲ့ထိုင်းဟာမြန်မာတွေဆိုရင်မရှုံးဘူးတဲ့ပြန်ဘက်ကောင်တော့ကျွန်တော်မြန်မာပရိသတ်ကြီးကအကောင်းဆုံးကြိုးစားတော့